MC Media ရဲ့စီးမရှိရဲ့အပြုအမူတွေကြောင့်တောင်းပန်ရင်တောင်လက်မခံတော့မဲ့ချူလီဆိုတာနဲ့ချက်စရာကောင်းပြီးတော့တော်တော်လက်ရှိရဲ့မင်းသမီးဆိုတာပရိသတ်တို့သတိထားမိမှာပါဇလန်ဒရီကနေအောင်မြင်မှုရလာပြီးတော့အခုဆိုရင်တော့ယုံတင်စကားကြီးတွေတောင်မှရှိုက်ကူးနေရတဲ့မင်းသမီးဖြစ်လာပြီမို့အားပေးတဲ့ပရိသတ်တွေကလည်းအခိုင်အမာရှိနေပါတယ်ချူလီကပုံမှန်လည်းနေတတ်တဲ့အပြင်သူပရိသတ်တွေနဲ့ပါရင်းနှီးနေတာကြောင့်အားလုံးကလည်းချစ်ကြပါတယ်သူပုံကမင်းသမီးတယောက်နဲ့မတူပဲတငယ်ချင်းတွေစကားပြောသလိုပဲပြောတတ်တာကြောင့်သဘောကောင်းတဲ့သူဆိုတာကိုအကုန်လုံးကလည်းလက်ခံထားကြပါတယ်ဒီလိုသဘောကောင်းတဲ့မင်းသမီးတစ်လက်ကိုဒေါသထွက်သွားအောင်လုပ်နိုင်ခဲ့တဲ့မီဒီယာတစ်ခုတော့ရှိပါတယ်ချူလီတို့ကဖိုတိုရှူတင်တစ်ခုလုပ်ခဲ့ပြီးတော့သူတို့လုပ်နေတဲ့အချိန်မီဒီယာရောက်လာခဲ့ပါတယ်ဒါကြောင့်ချူလီတို့ပုံမတင်ခင်မှာမီဒီယာဘက်ကနေပုံတွေကိုကြိုတင်ပြီးတော့မတင်ဖို့အတွက်ချူလီကတောင်းဆိုခဲ့ပါတယ်တကယ်လို့မီဒီယာဘက်ကနေသာတင်ခဲ့မယ်ဆိုရင်တော့ချူလီတို့ဖိုတိုရှူတင်မှာကုန်ကြထားတဲ့ကုန်ကြစရိတ်တွေကိုပြန်ပေးရမယ့်အကြောင်းကိုလည်းချူလီကပွင့်ပွင့်လင်းလင်းပြောခဲ့ရလဲဖြစ်ပါတယ်မီဒီယာဘက်ကလည်းနားလည်ပါပြီဆိုပြီးတော့ပြောခဲ့တာကြောင့်ချူလီတို့လည်းမီဒီယာကိုယုံကြည်ခဲ့ပါတယ်ဒီလိုနဲ့ရှူတင်လည်းအဆင်ပြေပြေနဲ့ပြီးသွားခဲ့ပြီးတော့ချူလီတို့ဘက်ကလည်းစတူဒီယိုကနေပုံတွေကိုရပြီးတော့တင်မန်းလေးကိုစောင့်နေခဲ့ပါတယ်ဒါပေမဲ့ချူလီတို့ပုံမတင်ခင်မှာပဲမီဒီယာဘက်ကနေချူလီတို့ပုံတွေကိုတင်လိုက်တာကြောင့်ချူလီကတော်တော်လေးကိုဒေါသထွက်သွားခဲ့တာပါမတင်ပါနဲ့လို့အချိန်ချင်းခါခါပြောထားတဲ့ကြားကနေပုံတင်ခဲ့သလိုပုံတင်တဲ့အခါမှာလည်းချူလီရဲ့ခွင့်ပြုချက်မပါခဲ့ပါဘူးချူလီတို့လည်းသူတို့စူးစမ်းခဲ့တဲ့အရာတွေကစားတင်မောကြီးရေထဲမြုပ်သလိုဖြစ်သွားခဲ့တာကြောင့်အကုန်လုံးအလကားဖြစ်သွားခဲ့ပါတယ်မီဒီယာဘက်က10နှစ်လောက်တင်ပြီးတော့ပြန်ဖြတ်သွားပြီမဲ့လည်းချူလီတို့ရဲ့ပုံတွေကိုလူတွေမြင်လိုက်တာကြောင့်အချိန်ငယ်တွေကုန်ပြီးတော့ရိုက်ကူးထားတဲ့တပ်ပုံတွေကအလကားဖြစ်သွားခဲ့ပါတယ်ချူလီကသူတို့တင်ပြီးတော့မှမီဒီယာကိုတင်ခွင့်ပြုကြောင်းပြောခဲ့ပေမဲ့စီးမဆောင်တဲ့မီဒီယာအရင်ကြိုပြီးတော့တင်လိုက်တာကြောင့်ချူလီကတော်တော်လေးကိုစိတ်တူသွားခဲ့တာဖြစ်ပါတယ်ဒါကြောင့်မို့အာသစ်မရှိတဲ့မီဒီယာလို့ပြောခဲ့သလိုသူတို့အင်တာဗျူးဖို့ခေါ်ရင်လာတဲ့ကုန်ကြစိတ်တွေပါကိုကပေးရကြောင်းချူလီကပြောပြခဲ့ပါတယ်ချူလီကသူ့ဘန်ကောက်ရောက်တော့မီဒီယာခေါ်ပြီးတော့အင်တာဗျူးချင်တာကြောင့်ခေါ်ခဲ့ပါတယ်ဒီလိုမျိုးလာရင်ဘတ်2000 3000လောက်ကုန်ကြနိုင်တာကြောင့်ကုန်ကြစိတ်ကိုချူလီစီကိုတောင်းခဲ့ကြောင်းလဲချူလီကအကုန်ပြောပြခဲ့ပါတယ်သူတို့စီးပွားရေးကြတော့တိတက်ပြီးတခြားသူရဲ့စူးစမ်းအားထုတ်မှုကိုတော့ခွင့်ပြုချက်မရပဲတင်နေတာကြောင့်ချူလီကတော်တော်လေးကိုတင်းသွားခဲ့တာပါဒါကြောင့်သူ့ပုံကိုတင်တဲ့သူ့ရဲ့နာမည်နဲ့ပုံနောက်ွယ်ကလေးကတီးဖြတ်သူရဲ့နာမည်နဲ့ပုံအပြင်သူ့ပုံတွေမှာ caption တွေရေးပြီးတော့တင်တဲ့သူရဲ့နာမည်နဲ့ပုံကိုမီဒီယာရဲ့ official page မှာတင်ပြီးတော့တောင်းပန်စကားပြောဖို့အတွက်ချူလီကပြောခဲ့ပါတယ်မီဒီယာရဲ့စာအရှိရေးပြီးတော့တောင်းပန်တာတွေကိုလည်းစိတ်ကုန်နေပြီဖြစ်တာကြောင့်သူ့ပုံကိုတင်တဲ့သူရဲ့နာမည်နဲ့ပုံကိုအတူတူတွဲတင်ပြီးတောင်းပန်ဖို့အတွက်ချူလီကလိုင်းပေါ်မှာစာရေးပြီးတော့တင်ခဲ့တာပါလူတွေကအင်တာဗျူးတဲ့သူတွေကိုသာမြင်ပြီးတော့မီဒီယာရဲ့နောက်ွယ်ကတီးဖြတ်သူတွေ editor တွေကလူမမြင်တာကြောင့်အနုပညာရှင်တွေရဲ့အတွင်းရေးတွေနဲ့လူမသိစေချင်တဲ့အကြောင်းကိုရရတင်တင်နေရဖြစ်ကြောင်းကိုလည်းချူလီကပြောပြခဲ့ပါတယ်လူမမြင်ဘူးဆိုတိုင်းလှုပ်ချင်အောင်လုပ်နေကြတာမို့အခုတစ်ခေါက်မှာတော့စာရှိနဲ့မရပဲပုံမှာတွဲတင်ပြီးတော့တောင်းပန်ဖို့အတွက်ချူလီကပြောခဲ့ခြင်းဖြစ်ပါတယ်ပရိသတ်ကြီးတို့ရောပိုင်ရှင်ရဲ့ခွင့်ပြုချက်မရှိပဲတင်စရာတင်နေတဲ့မီဒီယာကိုဘယ်လိုမြင်လဲဆိုတာ comment လေးထဲမှာရေးခဲ့ပေးပါအောင်အဆုံးထိကြည့်ရှုပေးလို့အားလုံးကိုလည်းကျေးဇူးများကြီးတင်ပါတယ်ရှင်